ကျွန်တော်အရင်ကြိုက်ခဲ့တဲ့တခြင်းလေးတို့ဖြစ်ပါတယ်တေးဝတ်နိုင်ရစ်ဆက်တီးကုန်ထားတဲ့ကိုမင်းအောင်ရဲ့သူများနဲ့ညားတဲ့ငါရေးသားလို့အမည်ရပါတယ်နားဆင်ပေးပါငါဤသာသူများ